ပုံးလေးတွေနဲ့မွေးထားတဲ့အာဖရိကတီကောင်လေးတွေကိုငပြောသီးကျွေးပါမယ်ငပြောသီးကကျတော့အမှဲ့လွန်နေတဲ့ငပြောသီးပါဒီလိုမျိုးအမှဲ့လွန်နေတဲ့ငပြောသီးကကျတော့တီကောင်တွေအတွက်ပိုကောင်းပါတယ်သူတို့ကကျတော့ဒီလိုမျိုးအမှဲ့လွန်နေမှာပဲပို့ပြီးတော့သူတို့အတွက်စားလို့အဆင်ပြေတယ်ဒီမှာဟိုတနေ့ကပြခဲ့တဲ့ပုံလေးပါပဲအချိန်လေးနဲ့ရနေငပြောသီးလေးတွေကိုဖြည်းဖြည်းချင်းကက်ကြီးနဲ့ညှပ်ထည့်ပါမယ်ပုံမှန်ဆိုလို့ရှိရင်တော့ဒီလိုမျိုးကက်ကြီးနဲ့ညှပ်မထည့်ဘဲနဲ့ဒီတစ်လုံးလုံးကိုလက်နဲ့ဖိရှည်ပြီးထည့်လိုက်လို့လည်းရပါတယ်ဒီနေ့တော့နည်းနည်းအချိန်ရနာနဲ့ကက်ကြီးနဲ့သေချာညှပ်ထည့်ငပြောသီးကကျတော့အမှဲ့လွန်ဆေးတွေပါတယ်မသုံးတဲ့ငပြောသီးဆိုလို့ရှိရင်တော့ပို့ပြီးတော့ဘေးရန်နေကင်းပါတယ်ဒီကောင်တွေကိုကျတော့ဒီငပြောသီးလိုမျိုးအရှိုပါတဲ့အသီးတွေရှိုတဲ့အသီးတွေပျော့တဲ့အသီးတွေအကုန်လုံးကျွေးလို့ရပါတယ်ငရုတ်သီးလိုမျိုးဆက်တဲ့အသီးတွေပြီးတော့အရှင်ဓာတ်လွန်ခဲ့တဲ့အသီးတွေတော့မကျွေးသင့်ပါဘူးအရှင်ဓာတ်လွန်ခဲ့တာတွေဆက်တာတွေတော့ဒီကောင်ရဲ့ခန္ဓာကိုယ်ကခန္ဓာရင်မရှိပါဘူးငန်းနာတွေပေါ့ပြီးတော့စီတဲ့ဒီကောင်မစားပါဘူးစီတွေအသားတွေထည့်လို့မရပါဘူးเนาะအခုလိုမျိုးဒီငပြောသီးတို့ဒီရှိုတဲ့အသီးတွေအားလုံးတော့ထည့်လို့ရပါတယ်ရွှေဖယုံသီးသခွားသီးအဲ့လိုမျိုးဘာမှအရသာသိဟိုမဖြစ်တဲ့ဒီကြောက်ဖယုံသီးလိုမျိုးအသီးတွေထည့်လို့ရပါတယ်ထမင်းတွေဒီစံတွေပါတယ်လည်းထည့်လို့ရပါတယ်စံသေးတွေပါတယ်လည်းလောင်းပေးလို့ရပါတယ်စံသေးကိုအရှင်ဖောက်ပြီးလည်းလောင်းတာတော့ပိုကောင်းပါတယ်သူ့မှာဒီ micro လေးအများကြီးပါတဲ့အခါဒီလိုမျိုးငပြောသီးအခွန်တွေလည်းထည့်လို့ရပါတယ်ဒီလိုမျိုးငပြောသီးထည့်ပြီးသွားပြီဆိုလို့ရှိရင်တို့အတွက်အစာဆိုထည့်ပြီးသွားလို့ရှိရင်ညီညာလေးဖြစ်သွားအောင်ဖြန့်ပေးပါမယ်ဒါကကျတော့ဒီဘုံကကျတော့ဒီကျစ်စာထုတ်ဖို့အတွက်ရည်ရွယ်ပြီးလောက်ထားတဲ့ဘုံဖြစ်တာကြောင့်ဒီအစာတွေအများကြီးတော့မထည့်ပါဘူးတို့စားနိုင်သလောက်ပဲအကောင်ကြီးလိုက်ပေါ့အကောင်ကြီးလိုက်စားနိုင်သလောက်ပဲနည်းနည်းစီပဲထည့်ပါမယ်ကုံသွားတော့မှပဲထပ်ထည့်ပါကိုကဒီကျစ်စာထုတ်ဖို့မဟုတ်ဘူးဒီကောင်ပွားခြင်းနဲ့ဆိုလို့ရှိရင်เนาะဒီအစာများနဲ့အစာတွေကတို့အတွက်သွားရလာရဒီမျိုးပွားလွယ်ကူအောင်အစာများနဲ့ဒီနေရာများရအောင်တိရွက်ဆွေများနဲ့ထည့်ထားလို့ရပါတယ်ဒါကြောင့်ဒီကျစ်စာထုတ်မဲ့ပုံဖြစ်တာကြောင့်ဒီတို့အတွက်တင်းနေလျောက်ပတ်တဲ့နေစရာပမာဏနဲ့ဒီအစာပမာဏကိုပဲထည့်ပါတယ်ပြီးတော့ပွားနေပြီးတော့အခုလိုမျိုးဒီဂတ်တုဇက်ကူနဲ့ပြန်ဖုံးပေးပါဂတ်တုဇက်ကူနဲ့ဖုံးပေးလိုက်တော့မှတို့အလင်းရောင်နေရောင်ဓာတ်ရိုက်မထီတော့အလင်းရောင်နေရောင်ဓာတ်ရိုက်မထီတော့ဒီနေခင်ပတ်လေတို့အစာကောင်းမှတက်စားလို့ရတယ်အခုလိုမျိုးဂျက်ဇက်ကူနဲ့မဖုံးပေးဘူးဆိုလို့ရှိရင်အလင်းရောင်နေရောင်နေရနေတဲ့အခါကျတော့တို့နေခင်ပတ်အစာထွက်မစားပါဘူးအစာထွက်စားခင်လည်းဒီငှက်တို့ပါတော့အနေနဲ့စိုးရင်ရပါတယ်ဒါဒီမှာကတ်နေတာဒီကျစ်စာလေးဗျဒီဂတ်တုဇက်ကူမှာဒီကျစ်စာလေးကဒီလိုသေးလုံးလေးပါဂတ်တုဇက်ကူကကျတော့ရေဆိုနေတယ်ဗျရေဆိုနေဆိုတာဘယ်လိုခေါ်မလဲမိုးရွာတဲ့အခါကျတော့ရေဆိုနေလိုမျိုးဆိုနေတဲ့ဇက်ကူဆိုလို့ရှင်တော့ပိုကောင်းပါတယ်အစာဆိုကဒီလိုမျိုးဒီအေဇိုလာတွေပါကျွေးလို့လည်းရပါတယ်ဒါတော့အေဇိုလာကန်လေးတွေပါအေဇိုလာကျွေးလို့လည်းရပါတယ်ပြီးတော့ကျွန်တော်တို့ဒီပွားနေပြီးတော့ငှက်တွေကြွက်တွေမဝင်အောင်ဒီလိုမျိုးဖုံးထားလိုက်ပါမယ်ဗျအဲဆိုရင်ရပါတယ်ကျေးဇူးပါဗျ